ယေရှုခရစ်တော်ကရှင်ပေတရုကိုသူကခွင့်လွှတ်ခြင်းနဲ့ဆိုင်တဲ့အရာကိုနားလည်နိုင်ဖို့အတွက်သူကပုံဥပမာတစ်ခုနဲ့ပြောပြတယ်။ဒီနေ့ကျတော့ရှင်ဘုရင်တစ်ပါးရှိတယ်။သူကနေပြီးတော့သူ့ရဲ့ဘန်နာနဲ့ပတ်သက်တဲ့သူ့ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုသူကြည့်ရှုပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာသူဘာကိုသွားတွေ့ရလဲဆိုတော့သူ့ရဲ့ကျွန်တစ်ယောက်ကသူ့ရဲ့ဘန်နာတွေကိုကြည့်ရှုပေးရတဲ့ကျွန်တစ်ယောက်ကဘုရင်ရဲ့ငွေအခွက်သူကကျမ်းစာထဲမှာအခွက်တစ်သိန်းနဲ့အဲ့တော့ဒီအခွက်တစ်သိန်းဆိုတာနည်းနည်းလုံးမဟုတ်ဘူး။တစ်ခွက်ဆိုလို့ရှိရင်သူက15နှစ်စာလောက်အားကနေညီမျှတယ်အဲ့ဒီခေတ်တုန်းကငွေတစ်ခွက်က15နှစ်စာလောက်အားကနေညီမျှတယ်အခွက်တစ်သိန်းဆိုတော့တကယ့်ကိုများပြားလွန်းတဲ့အပြစ်ကြီးကိုသူကလှုပ်လိုက်တာဖြစ်တယ်ဒါနဲ့ရှင်ဘုရင်ကဘာပြောလဲဆိုတော့ okay မင်းရဲ့အပြစ်ကအရင်ကြီးမားတဲ့အတွက်ကြောင့်မလို့မင်းခန္ဓာကိုယ်နဲ့တကွမင်းရဲ့သားသမီးမင်းရဲ့မိန်းမကအစအားလုံးကိုရောင်းပြီးတော့ငါရဲ့အကျွေးကိုပြန်ဆက်ပါဆိုပြီးတော့ဘုရင်ကြီးကအဲ့ဒီလိုမျိုးညွှန်ကြားတယ်ဒါနဲ့ခုနလူကသူအပြစ်ကျူးလွန်တဲ့အရာအရန်များသွားပြီဆိုတဲ့အရာကိုသူသဘောပေါက်တဲ့အခါမှာဘာလို့လဲဆိုတော့ရှင်ဘုရင်အရှိမတခါတည်းပြက်ဝတ်ပြီးတော့ကိုတော့ကျွန်တော်ရဲ့အပြစ်ကိုခွင့်လွှတ်ပါကျွန်တော်ကိုသနာပါကျွန်တော်အကျွေးကိုပြန်ဆက်ပါမယ်ဆိုတော့သူကနှိတ်ချစွာနဲ့တောင်းပန်တဲ့အခါမှာဘုရင်ရဲ့နှလုံးသားပြောင်းလဲသွားတယ်โอเคမင်းရဲ့အပြစ်ကိုငါလျှော်ပေးလိုက်မယ်ဒီအခွက်တစ်သိန်းကိုငါလျှော်ပေးလိုက်မယ်ဆိုပြီးတော့ရှင်ဘုရင်ကသူ့ကိုလွှတ်ပေးလိုက်တယ်ဒါနဲ့ဘုရင်စီကထွက်ပြီးတော့ဘလောက်မှမကြာသေးဘူးဂိတ်တကားဝါလောက်ပဲရှိသေးတယ်သူ့တက်ငယ်တဲ့လက်အောင်ငယ်သားကိုတွေ့တယ်သူ့ရဲ့လက်အောင်ငယ်သားကအခုနအကျွေးရှိခဲ့ပါတယ်ဆိုတဲ့သူရှင်ဘုရင်ခွင့်လွှတ်ခြင်းကိုရထားခဲ့တဲ့သူကသူ့ရဲ့လက်အောင်ငယ်သားကသူ့စီမှာဒင်နာရီအပြား100လေးပဲအပြား100လေးပဲအကျွေးတင်တာဒါနဲ့သူကဘာလုပ်လဲဆိုတော့အခုပဲခွင့်လွှတ်ခြင်းကိုခံစားထားရဲ့သားနဲ့တစ်ဖက်မှာရှိတဲ့သူကိုကျင်နာမလားတစ်ဖက်မှာရှိတဲ့သူကိုသူစာနာမလားဆိုတဲ့အရာကိုကြည့်လိုက်တဲ့အခါမစာနာဘူးသူဘာလုပ်လဲဆိုတော့အခုနလူရဲ့လေဘင်းကိုသူညှက်တယ်ပြီးတော့သူဘာပြောလဲဆိုတော့ငါရဲ့ဒင်နာရီအပြား100ကိုအခုချက်ချင်းပြန်ဆက်မင်းမဆက်နိုင်ဘူးဆိုရင်မင်းကထောင်ထဲမှာချမယ်လို့ပြောတဲ့အခါမှာအခုနလူကဘာပြန်ပြောလဲဆိုတော့သူ့ရဲ့လက်အောင်ငယ်သားကတောင်းပန်ပါတယ်သခင်ရဲ့တောင်းပန်ပါတယ်ကျွန်တော်ကိုခွင့်လွှတ်ပေးပါကျွန်တော်အကျွေးပြန်ဆက်ပါမယ်ဆိုပြီးတော့ငိုကြီးချမ်းမနဲ့သူတောင်းပန်ပေးမယ်လေသူ့သခင်ကဘာလုပ်လဲဆိုခွင့်မလွှတ်ဘဲနဲ့ထောင်ထဲမှာထားလိုက်တယ်အမှန်တော့အကျွေးများဆိုတာခွင့်လွှတ်ခြင်းခံထားခဲ့ရတဲ့သူကအကျွေးနည်းနည်းလေးပဲရှိတဲ့သူကိုခွင့်မလွှတ်သင့်ဘူးလားခွင့်လွှတ်တဲ့တယ်ဒီနေ့ကျတော့ကျွန်မခွင့်လွှတ်ခြင်းနဲ့ဆိုင်တဲ့အရာတစ်ခုကိုကျွန်မ online ပေါ်မှာတင်တဲ့အခါမှာကျွန်မချစ်ရတဲ့ညီမတစ်ယောက်ကကျွန်မကိုစာပို့တယ်ဆမရဲ့တဲ့အချိန်ဖန်များစွာကျွန်မခွင့်လွှတ်လာတဲ့အတွက်ကြောင့်မလို့ခွင့်လွှတ်ခြင်းဆိုတာဘာလဲတောင်ကျွန်မမသိတော့ပါဘူးတဲ့သူတို့ကိုတခါတည်းမမြင်ချင်တော့တဲ့အဆင့်ထိသူတို့ကိုစကားမပြောချင်တော့တဲ့အဆင့်ထိဖြစ်လာပါပြီဆမရဲ့လို့သူကကျွန်မကိုပြောတယ်ဒါနဲ့ကျွန်မကသူ့ကိုဘာပြန်ပြောလဲဆိုတော့ तू လှုပ်ထားတဲ့အပြစ်ကိုမလှုပ်ဖူးတဲ့အတွက်ကြောင့်မလို့ကိုသိမ့်မှန်နေတယ်လို့ထင်နေမိတာပါလို့သူလှုပ်ထားတဲ့အပြစ်မျိုးကိုလှုပ်ဖူးတယ်ဆိုလို့ရှိရင်သူ့ရဲ့နေရာကိုချင်းစာတက်လာလိမ့်မယ်နောက်တစ်ချက်ကလို့သူ့အပြစ်ကကို့အပြစ်ထက်ပို့ပြီးတော့ကြီးနေတယ်လို့ထင်တဲ့အတွက်ကြောင့်မလို့သူ့ကိုခွင့်မလွတ်နိုင်တာပါလို့ဒါပေမဲ့ဖခင်အရှိမကြည့်မယ်ဆိုလို့ရှိရင်လို့ကိုယ့်ရဲ့အပြစ်ကသူ့ရဲ့အပြစ်နဲ့အတူတူပဲလို့အပြစ်လို့ပြောလိုက်ပြီဆိုလို့ရှိရင်ကိုယ်စံချိန်နဲ့တိုင်းပြီးတော့မှဒီအပြစ်ကတော့သေးတယ်ဒီအပြစ်ကတော့ကြီးတယ်ဆိုပြီးတော့တစ်ခါတလေစဉ်းစားတတ်ကြတယ်လို့ဒါပေမဲ့ဖခင်ရဲ့အရှိမကြတော့မမျှတတဲ့အရာတွေဖခင်ရဲ့အရှိမတယောက်နဲ့တယောက်အနိုင်ကျင့်တဲ့အရာတွေဖခင်ရဲ့အရှိမတယောက်ကိုတယောက်စိတ်နှလုံးထဲကမကောင်းကြံတဲ့အရာတွေအတွေးခေါ်တဲ့ကပြစ်မှားတဲ့အရာတွေအားလုံးကလည်းရှိနေသေးတာပဲမဟုတ်ဘူးလားတော့အာမင်ဒါကြောင့်ကျွန်တော်တို့အသက်တာကိုကျွန်တော်တို့ပြန်စဉ်းစားလိုက်မယ်ဆိုရင်တစ်ဖက်မှာရှိတဲ့သူရဲ့အပြစ်ထက်ကိုယ့်ရဲ့အသက်တာထဲမှာဘလောက်အထိဖခင်အရှိမအပြစ်ကျူးလွန်တယ်လဲဆိုတဲ့အရာကိုပြန်စဉ်းစားဆင်ခြင်ဖို့လည်းဖြစ်တယ်ကိုအပြစ်ကိုမမြင်တတ်ဘူးဆိုရင်လို့တစ်ဖက်မှာရှိတဲ့သူရဲ့အပြစ်ကိုခွင့်လွှတ်တတ်မှာမဟုတ်ကိုသူတော်ကောင်းလို့ထင်နေရဆိုတစ်ဖက်မှာရှိတဲ့သူရဲ့အပြစ်ကိုခွင့်လွှတ်တတ်မှာမဟုတ်ကိုကသူတစ်ပါးတဲ့ကောင်းမှုကိုပြုလုပ်နိုင်တယ်လို့ထင်နေလို့ရှင်သူတစ်ပါးရဲ့အပြစ်ကိုခွင့်လွှတ်နိုင်မှာမဟုတ်ဘူးလို့အာမင်အဲ့ဒါတခါတည်းကျွန်တော်တို့လူတက်တဲ့သူတွေကိုမုန်းကြရင်မုန်းကြပါလိမ့်မယ်မှန်ပါတယ်မုန်းတဲ့နာပေါ့ကျမရဲ့သားသမီးတယောက်ကိုကျမရဲ့ချစ်ရတဲ့သူတယောက်ကိုလာပြီးတော့ထိခိုက်မယ်ဆိုရင်ကျမတို့မုန်းတတ်ကြတယ်ဒါပေမဲ့ယေရှုခရစ်တော်ပြောတဲ့စံချိန်ကကိုထိလက်ရောက်သွားပြီးတော့တတ်လိုက်မှပဲလူတက်တာမဟုတ်ဘူးတဲ့မိမိညီအကိုကိုအထောက်ပတံမုန်းတယ်ဆိုအဲ့ဒါတတ်ပြီးပြီတဲ့တနည်းအားဖြင့်ခွင့်မလွတ်နိုင်ဘူးလို့ကိုနှလုံးသားထဲမှာရှိသွားပြီဆိုအဲ့ဒါဘာဖြစ်ပြီးသွားပြီလဲတတ်ပြီးပြီဘေးနားမှာရှဲသူကိုပြောလူဘယ်နှယောက်တတ်ပြီးပြီလဲခဏလောက်စဉ်းစားရအောင်လူဘယ်နှယောက်တတ်ပြီးပြီလဲဆိုတခါတည်းကို့အမေဖေနဲ့ကို့ခင်မွန်းတဲ့ဇနီးတွေတခါတည်းပါလာတတ်တယ်ကြည့်နော်ဒါကြောင့်ဖခင်ရဲ့တရားသဘောနဲ့ကျမတို့ချင့်ချိန်ပြီးတော့ကြည့်မယ်ဆိုရင်ကိုဟာအပြစ်အများဆုံးသောသူဖြစ်တယ်ဆိုတဲ့အရာကိုထင်ဟပ်စေတယ်ညီကောင်မများအဲ့တော့
ဖခင်ကဘာပြောလဲဆိုတော့မာကုခရစ်အခန်းကြီး7အခန်းငယ်25ကနေ26ကိုရောက်လာတဲ့အခါမှာဒီလိုပြောထားတယ်တူတူကဖတ်ရအောင်သင်တို့သည်ဆွတောင်းသောအခါသူတစ်ပါး၌အပြစ်တင်ခွင့်ရှိလျင်သူ့အပြစ်ကိုလွတ်ကြလော့လွတ်လျင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်သင်တို့၏အပြစ်ကိုလွတ်တော်မူမည်သင်တို့သည်သူ့အပြစ်ကိုမလွတ်လျင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်သင်တို့၏အပြစ်ကိုလွတ်တော်မူမူဟုမိန့်တော်မူ၏အာမင်အဲ့တော့ဘုရားသခင်ကသင်ကိုဒေရိုစကားပြောနေပါတယ်ကိုဘေးနားမှာရှိတဲ့သူရဲ့အပြစ်ကိုကိုခွင့်လွတ်ဖို့ရန်အတွက်တောင်းနှင်းနေမယ်ဆိုရင်ဒီနေ့ဘုရားခင်ကလည်းသင်ရဲ့အပြစ်ကိုခွင့်လွတ်ပေးလို့မရပါဘူးအာမင်ဒါကြောင့်မလို့ကောင်းကင်ဘုံကနေပြီးတော့ခွင့်လွတ်ခြင်းကိုသင်ရကျင်တယ်ဆိုလို့ရှိရင်မြေကြီးပေါ်မှာအခုကတည်းကခွင့်လွတ်ဖို့ရန်အတွက်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ခွင့်လွတ်ပေးလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာတာ၍လွတ်မြောက်ခြင်းကိုခံစားရတယ်ကိုကခွင့်လွတ်ပေးတဲ့အတိုင်းအတာများလေလေတာ၍ကိုယ့်ရဲ့ဘဝကလွတ်မြောက်လေလေပဲအဲ့တော့ဘာဖြစ်လို့ကျမဒီအရာကိုပြောတယ်လဲဆိုတော့တခါတည်းကျမတို့ကလူတစ်ဖက်သားကိုငါဘယ်တော့မှခွင့်မလွတ်ပေးဘူးဆိုတဲ့အရာကဘာနဲ့သွားတူတယ်လဲဆိုတော့အစိတ်ကိုတောက်ပြီးတော့တစ်ဖက်မှာရှိတဲ့လူသေပါစေလို့ပြောတာနဲ့တူတယ်အစိတ်တောက်ထားတဲ့ခွင့်မလွတ်နိုင်ခြင်းဆိုတဲ့အစိတ်ကိုအထဲထဲမှာထည့်ထားတဲ့သူကခံရမယ့်သူကသူပဲဖြစ်တယ်တစ်ဖက်ကလူကခံရမှာမဟုတ်ဘူးဒါကြောင့်ညီကောင်မတယောက်ချင်းစတိုင်းဒီနေ့တဲ့ရဲ့အသက်တာထဲမှာခွင့်မလွတ်နိုင်ခြင်းနဲ့ဆိုင်တဲ့အရာတွေရှိရင်ဒီနေ့ပဲအမြင့်ဖြစ်အောင်အာမင်အဲ့ဒီချိန်ချင်းအမင်္ဂလာအဲ့ဒီဆိုးရွားတဲ့အရာကိုကျွန်တော်တို့အသက်တာထဲကထုတ်ချင်တဲ့ဆန္ဒရှိလိုက်ပါသင်ထုတ်ချင်တဲ့ဆန္ဒရှိလိုက်ပြီဆိုတာနဲ့သင်ကတဝက်လွတ်မြောက်နေပြီဒါပေမဲ့အဲ့ဒီလူကိုငါနှလုံးသားထဲကနေတကယ်ကိုခွင့်လွတ်ပေးလိုက်တော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုသင်ချလိုက်ပြီဆိုရင်တော့အပြည့်အဝလွတ်မြောက်ပြီဖြစ်တယ်အဲကြောင့်ညီကိုမမများမနေ့ပြန်နေ့ကိုမစောင့်ပါနဲ့ဘာဖြစ်လို့လဲမနေ့ပြန်နေ့ကိုကျွန်တော်တို့ပိုင်လားမပိုင်ဘူးအဲ့တော့မကုပြီးသွားတဲ့အခါမှာဒီနေ့အေးဖက်ထဲမှာဗာပြောထားလဲဆိုတော့ကျမနောက်ကလိုက်ပြောပါအောင်အမျက်ထွက်ရတွင်အပြစ်မရှိစေနဲ့အမျက်မပြေပဲနေမဝင်စေနဲ့အဲ့ဒီနေရာမှာဒီနှုတ်ကပတ်တော်ကိုကြည့်လိုက်တဲ့အခါမှာဘာကိုတွေ့ရတယ်လဲဆိုလို့ရှိရင်အမျက်လူတစ်ယောက်ကကိုယ့်ကိုဒေါသထွက်အောင်လုပ်တဲ့အခါမှာလူကိုဘုရားသခင်ဖန်ဆင်းကြတဲ့ emotion ဆိုတာရှိတယ်ခံစားချက်ဆိုတာရှိတယ်ဒေါသထွက်လို့ရတယ်အမျက်ထွက်လို့ရတယ်ဒါပေမဲ့အပြစ်မပါစေနဲ့တဲ့ဆိုလိုတဲ့အရာကအဲ့ဒီလူကိုငါတစ်သက်လုံးခွင့်မလွတ်ဘူးအဲ့ဒီလူကိုငါလက်တုံပြန်မယ်ဆိုတဲ့အရာကကြတော့အပြစ်ပါသွားပြီနားလည်လားမသိဘူးငါလက်တုံပြန်မယ်ဆိုတဲ့စိတ်ထားရှိနေပြီဆိုရင်တော့အဲ့ကဘာကိုပြောနေရဆိုတော့သင်အပြစ်ပါတဲ့အမျက်ဒေါသဖြစ်သွားပြီဘုရားသခင်ကသင်ကိုအဲ့လောက်ထိအမျက်မထွက်စေချင်ဘူးထွက်လို့တော့ရတယ်ဒါပေမဲ့လူတစ်ဖက်သားကိုပြန်လဲပြီးတော့နာကျင်စေချင်တဲ့လက်စားချေစေချင်တဲ့အရာမျိုးတော့ဘုရားသခင်မရှိစေချင်ဘူးအဲ့တော့အမျက်မပြေပဲနေမဝင်စေနဲ့တဲ့အဲ့တော့ဒီအရာလေးကိုတော့တရားဟောဆရာတော်တော်များများကဘလို့ရှင်းပြလဲဆိုတော့မအိတ်ခင်တော့အဲ့ဒီလူကိုခွင့်လွတ်ပေးပေါ်နဲ့နေပြင်ဆင်လိုက်ပါလို့ပြောတဲ့အရာလေးတွေရှိကြတယ်ဒါပေမဲ့နေဝင်သွားတယ်ဆိုတဲ့အရာကိုနောက်ထပ်ပုံဥပမာတစ်ခုနဲ့ပြောပြမယ်ကျွန်တော်တို့ဒီလောကထွက်သွားပြီဆိုရင်အဲ့ဒါနေဝင်သွားပြီအသက်ကုန်ဆုံးသွားပြီဆိုဘာဖြစ်သွားပြီလဲနေဝင်သွားပြီဟုတ်လားဒီလိုသုံးနှုံးကြသလားသုံးနှုံးတယ်အဲ့တော့ဒီနေရာမှာဘုရားပြောချင်တဲ့နောက်ထပ်တစ်ခုရှိတယ်မသေးခင်ခွင့်လွတ်ဆရာရှိတာကိုခွင့်လွတ်သွားကြမဟုတ်ရင်ကောင်းကင်ဘုံမှာဘုရားသခင်နဲ့သင်နဲ့ရှင်းရအောင်ဘာဖြစ်လို့လဲခရစ်တော်ရဲ့တရားပလင်စီရင်ခြင်းဆိုတာရှိနေသေးတယ်သင်တို့ပြောသမျှအရာခတ်သိမ်းတဲ့ဘုရားသခင်ပြန်လဲပြီးတော့တရားစီရင်မယ်တဲ့အဲ့တော့တချို့ကိစ္စတွေကမြေကြီးပေါ်မှာလုပ်ရင်ပြီးတယ်ဒါပေမဲ့ကောင်းကင်ဘုံအထိသင်ယူသွားခြင်းနဲ့ဆိုရင်လည်းသင်သဘောပဲဘုရားသခင်ကတော့သူ့ရဲ့နှုတ်ကပတ်တော်ကိုမြေကြီးပေါ်မှာဘလို့အသက်ရှင်ရမလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့သိသိချာချာရှင်းရှင်းလင်းကျမတို့ကိုသင်ပြထားပါတယ်ဒါပေမဲ့ကျမတို့ကဘုရားရဲ့နှုတ်ကပတ်တော်ကိုသိရသားနဲ့ခိုင်မာတဲ့နှလုံးသားရှိမယ်ညှင်းဆန်တဲ့သဘောသားရှိမယ်မာနရဲ့နှလုံးသားကဲ့သို့ပြန်လဲပြီးတော့နော်ဒုက္ခရောက်စေခြင်းနဲ့နှလုံးသားရှိနေမယ်ဆိုလို့ရှိရင်တော့ကောင်းကင်ဘုံမှာရှင်းရမှာသင်တဲ့ဘုရားနဲ့ရှင်းရမှာဖြစ်တယ်ဆိုပါစို့ကျမနဲ့ဆရာဒေးဗစ်နဲ့ကပြဿနာဖြစ်တယ်ဆိုပါစို့ဥပမာနော်ကျမတို့ပြဿနာမဖြစ်ဘူးဥပမာဒါနဲ့ဆရာဒေးဗစ်ကကျမကိုခွင့်မလွတ်ဘူးကျမကတော့သူဘာကြောင့်စိတ်ဆိုးတာလဲမသိဘူးဆိုပါစို့ဥပမာတစ်ခုနော်ဥပမာတစ်ခုသူဘာကြောင့်စိတ်ဆိုးတာလဲမသိဘူးကျမသူ့အပေါ်မှာဘာမှလည်းမလုပ်လိုက်အမှန်တော့သူကကျမကိုအထင်မြင်လွဲသွားတာဒါနဲ့သူကအရန်စိတ်ဆိုးတော့ဟာဒါငါ့ကိုနောက်ကျိုးဓာတ်နဲ့ထိုးတာပဲသူအဲ့လိုစိတ်ဆိုးပြီးတော့မပြောကောင်းမဆိုကောင်းလောကကြီးတွေကနေထွက်သွားရတယ်ဆိုပါစို့ဥပမာပြောတာသူကအသက်ရှည်ပြီးတော့ကျမ်းမာပြီးတော့ဘုရားအမှုတော်ဆောင်အောင်ပါအာမင်အဲ့ဒါသူကကောင်းကင်ဘုံရောက်သွားဘာပါသွားဆိုခွင့်မလွတ်နိုင်ခြင်းဆိုတဲ့ဟာကြီးပါသွားတယ်ဒါပေမဲ့ကျမကကြတော့ခွင့်လွတ်ပြီးသွားပြီ
တော့ဘုရားသခင်နဲ့သူနဲ့တွေ့တဲ့အခါမှာဘုရားသခင်ကျွန်တော်သူ့ကိုခွင့်မလွတ်နိုင်ဘူးဘုရားကလည်းသူ့ကိုဘာပြန်ပြောမယ်ထင်တယ်လေမင်းကိုခွင့်လွတ်အောင်မယ်လို့ငါပြောထားတယ်လေငါတော့မှငါရဲ့တပါးဒီသောသားတော်ကိုစွန့်တဲ့အထိဒီလောကထဲမှာငါရဲ့သားတော်ကိုအသေးခံပေးခိုင်းတဲ့အထိငါကခွင့်လွတ်ခြင်းနဲ့ဆိုင်တဲ့အရာကိုတင်ပြခဲ့ပြီးပြီလို့ဘုရားသခင်ပြန်ပြောမယ်လို့ကျွန်မယုံကြည်တယ်ဒါနဲ့မဟုတ်ဘူးကိုရောရဲ့ကိုတော့ခံစားရတဲ့အရာတော့ကျွန်တော်နားမလို့ကျွန်တော်ခံစားရတဲ့အရာပဲကျွန်တော်သိတယ်လို့သူဘုရားသခင်ကိုပြန်ပြောမယ်ဆိုရင်ပြဿနာအကြီးကြီးတက်မှာပဲဟုတ်လားအဲ့ဒါနောက်ဆုံးကျွန်မကလည်းအချိန်တက်လို့ခေါ်တော်မူခြင်းခံစားရတယ်ဆိုပါစို့ကောင်းကင်ဘုံမှာ2ယောက်ဆုံကြတယ်ဘုရားရဲ့ရှေ့မှာမတ်တရက်ကြတယ်ကဲဟုတ်ပြီနေမကျင်တဲ့သူနဲ့အနားကိုရောက်လာပြီအဲ့ဒါကျွန်မကသူ့ရဲ့ဘေးနားကိုရောက်သွားတဲ့ခါမှာကျွန်မကဘာမှချင်အောင်ထားတာမရှိတော့ကျွန်မကအေးအေးစစ်စစ်ဟာငါမသိလိုက်ဘူးငါမောင်လေးရဲ့ငါတို့မလုပ်ခဲ့ပါဘူးငါအဲ့လိုမျိုးမဟုတ်ဘူးရှင်းပြရင်သူကဘုရားရှေ့မှာအပြစ်တင်မှာဘာဖြစ်လို့လဲသူကချင်အောင်ခဲ့လို့ဘုရားသခင်ကကောင်းကင်ဘုံရောက်တဲ့အခါမှာတရားစီရင်ခြင်းဆိုတာရှိသေးတယ်တရားစီရင်ခြင်းတော့ကြောက်စရာသိကောင်းတယ်ထာဝရနဲ့ဆိုင်တဲ့စီရင်ခြင်းတစ်ခုခုတင်တည့်ရတတ်တာထဲမှာတက်ရောက်မှာဖြစ်တယ်ဒါကြောင့်မလို့ထာဝရနဲ့ဆိုင်တဲ့ကောင်းကြီးကိုလိုချင်မြေကြီးပေါ်မှာတွေကတခါတည်းယူသွားရတယ်အာမင်တချို့အရာတွေကမြေကြီးပေါ်မှာရှင်ပြီးသွားမဲ့အရာတွေရှိတယ်ဒါပေမဲ့သင်ကဟာမဟုတ်ဘူးဒါကငါရဲ့နော်အလိုဆန္ဒဒါကငါရဲ့မာနဒါငါမှန်တယ်ထင်တဲ့ငါရဲ့ right လို့သင်စဉ်းစားနေမယ်ဆိုရင်ဖျားရှိရောက်ရင်ဆက်ရှင်းလိုက်အောင်အဲ့တော့ဖျားရှိရောက်မှသင်ရှင်းပြီဆိုပို့ပြီးတော့အပြစ်ဒဏ်ကြီးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုကလေးကမြေကြီးပေါ်မှာရှိစဉ်ကလေးကကိုယ့်ရဲ့အသက်တာထဲမှာချုံနှောင်မှုတွေရှိပြီဆိုရင်ခွင့်လွတ်ဖွင့်တယ်ကျွန်မအားပေးခြင်းတယ်အဲ့တော့သင်ရဲ့အမေလည်းဖြစ်နိုင်တယ်သင်ရဲ့အဖေလည်းဖြစ်နိုင်တယ်သင်ရဲ့ဇနီးတယ်သင်ရဲ့ခင်မွန်းတယ်သင်ရဲ့နော်သားသမီးလည်းဖြစ်နိုင်တယ်အဲ့တော့သင်တစ်ခုခုဒီနေ့မှတ်မိပြီဆိုရင်အဲ့ဒီလူကိုကိုယ့်ဘက်ကနေပြီးတော့နှုတ်ကပတ်တော်ကိုကြားတဲ့အတိုင်းပြန်လဲတုံ့ပြန်ဖို့အတွက်တောင်းပန်ဖို့အတွက်ကျွန်မအားပေးခြင်းတယ်တောင်းပန်တဲ့အခါမှာလည်းကျွန်မစစနာမင်းကဒီနေ့နှုတ်ကပတ်တော်ထဲမှာတောင်းပန်ခိုင်းတဲ့အတွက်တောင်းပန်တယ်ဆိုတဲ့နှလုံးသားမျိုးမဟုတ်ဘူးကိုယ့်ရဲ့နှလုံးသားထဲမှာဘယ်လိုနှလုံးသားမျိုးနဲ့လဲဆိုတော့ဟုတ်တယ်ဖခင်ကငါ့ကိုတိုက်ရိုက်စကားပြောနေတယ်ဒါကြောင့်မလို့ဖခင်ကငါ့ကိုခွင့်လွှတ်တယ်လို့ငါသူ့ကိုခွင့်လွှတ်မယ်ဖခင်ကငါ့ကိုအသေးခံပေးသည့်တိုင်အောင်သူကကိုစားခံပြီးတော့ချစ်သွားပေးတဲ့အတွက်ကြောင့်မလို့ဖခင်ရဲ့မေတ္တာကိုတုံ့ပြန်တဲ့နေနဲ့ငါသူ့ကိုပြန်ခွင့်လွှတ်မယ်ဆိုရင်နှလုံးသားရှိရဲဆိုရင်အဲ့ဒီနှလုံးသားရှိလိုက်တဲ့နဲ့သင်ကောင်းကြီးခံစားရပြီပဲအာမင်